င်္ဂလာပါခင်ဗျာနိုင်ငံမုံလုံးခုနလုံးထားတဲ့ဂျုံလုံးတွေကိုပြန်ပြီးတော့ပြားပါခင်ဗျာဒလိန်တုံးနဲ့လောက်ပါတယ်ကျွန်တော်ကပလင်းနဲ့လည်းလောက်လို့ရပါတယ်ခင်ဗျာဒလိန်တုံးမရှိဘူးဆိုရင်ပလင်းနဲ့လောက်လို့ရပါတယ်ခင်ဗျာအဲ့လိုလေးလိမ့်လိုက်ပါခင်ဗျာလိမ့်ပြီးအလဲကောင်းနေပြန်ချမ်းပါပါချမ်းပြီးတော့လက်ကင်ဂျုံသုံးရပါတယ်ခင်ဗျာဒီဂျုံလေးတွေကိုဒလိန်တုံးနဲ့မကတ်အောင်လို့ပါခင်ဗျာဂျုံလေးနည်းနည်းလေးသုံးပြီးတော့လောက်ပါတယ်အဲဒါကိုဒီပဲစာလေးထည့်ပါတယ်ခင်ဗျာပဲစာလေးထည့်ပြီးတော့အဲ့လိုလေးစုပိုက်ပါတယ်ခင်ဗျာပြားပါတယ်အဲ့လိုနှစ်ချက်လောက်စီဖြီးပြီးတော့ပြားပါတယ်ဒီလက်ညှိုးလေးအလဲကောင်မှာကျွန်တော်ထည့်ထားတယ်ပြီးရင်လက်ကလေးနဲ့လက်မနဲ့ညှစ်လိုက်တာပါခင်ဗျာလက်ညှိုးနဲ့သုံးခုစုံပြီးညှစ်တာပါသူကဒါအပြားလောက်တာပါခင်ဗျာသူအခုကြီးတဲ့ပုံစံမျိုးပေါ့ပထမလောက်တာကကျွန်တော်မပြားပါဘူးခင်ဗျာဒီအသေးအခုသေးရတော့ကျွန်တော်တို့ဘူးတွေနဲ့ထည့်တဲ့နေရာမှာ10ခုထည့်ပြီးတော့တဘူးကို4000 5000အဲ့လိုတွေရောင်းပါတယ်ခင်ဗျာအပြားကတော့တစ်ခုချင်းရောင်းတာပါခင်ဗျာ900ရောင်းပါခင်ဗျာဒီအဲ့ဒလိန်တုံးလိမ့်တဲ့နေရာမှာအရေးကြီးတာကအထက်ကစီစာပြန့်အောင်လှိမ့်ရပါတယ်ခင်ဗျာအထက်မှာစီစာပါပါတယ်ခင်ဗျာရေကြုံကိုဖိရတဲ့နေရာမှာအထက်ကစီစာပြန့်အောင်ဒီလှိမ့်ပါခင်ဗျာနိုင်ငံလောက်တာကနည်းနည်းလေးခတ်တဲ့ထဲတော့ပါပါတယ်ခင်ဗျာဘာလို့လဲဆိုတော့ဒီအသားမကြခင်မှာတော်တော်ကျင့်ရပါတယ်ခင်ဗျာကျွန်တော်တို့ဆိုလဲလားနဲ့ချီကျင့်ရတာပါခင်ဗျာလားနဲ့ချီဆိုတာဟိုတပတ်ကို2ရက်3ရက်လောက်ကျင့်တာပါဗျာအဲ့လိုမျိုးကျွန်တော်2လလောက်ကြာပါတယ်ကျွန်တော်စလုပ်တော့စိတ်ရှည်ဖို့ပဲလိုပါတယ်ခင်ဗျာနည်းနည်းတော့သူကဇွဲရှိဖို့လိုပါတယ်ခင်ဗျာအဲ့လိုလက်မနဲ့လက်ကလေးလေးနဲ့အဲ့လိုလေးညှိလိုက်တာပါဒီလက်ညှိုးလေးကထပ်ပြီးတော့ဖြည့်ပြီးမိပါတယ်သုံးခုစုံပြီးမိသွားတာပါလေကောင်းအပေါက်လေးကျန်းလာပြီဆိုရင်ပိတ်လိုက်တာပါခင်ဗျာအဲ့ကောင်ကဒီပဲလာမုံနံခင်းကတော့ဟိုပိတ်လို့လွယ်တယ်ဗျအဲ့ဒီတကြားမြေပဲနံခင်းမှာကြတော့ပိတ်လို့မလွယ်ဘူးဗျသူကမလွယ်ဘူးဆိုတာကဟိုအစာပိုင်းပေါ့ဗျာနောက်ပိုင်းတွေကြလဲလွယ်သွားတာပါဒါကတကြားမြေပဲပါခင်ဗျာဒီမြေပဲစားလို့ထောင်းပြီးတော့ကျွန်တော်တကြားထဲထည့်တာပါခင်ဗျာဒီပဲလာမုံ